1942 ခုနှစ်နိုဝင်ဘာ 23 ရက်အသက်24နှစ်အရွယ်ပွန်းလင်ဟာအတလန်တစ်သမုဒ္ဒရာရဲ့အဆုံးမရှိတဲ့ရေပြင်ကြီးထဲမှာတစ်သားတစ်ချောင်းကိုအတဲအတန်ဖတ်တွယ်ထားပါတယ်။တိတ်မကြခင်တုန်းကသူဟာနယူးယောက်ကိုတည်သွားတဲ့ဗြိတိရှကုန်တဲ့တမောအဆက်ဘင်းလီမွန်ပေါ်မှာစပုံမှုအဖြစ်လှုပ်လှုပ်နေခဲ့တာပါ။ရုတ်တရက်ကြီးမားတဲ့ပောက်ကွဲမှုတစ်ချိန်ဖြစ်ပွားပြီးတမောပေါ်ကနေရေထဲလင်းကျသွားခဲ့ပါတယ်။မြုပ်နေတဲ့တမောရဲ့ဆွဲအားကိုတိုက်ဖြတ်ရင်းမျက်နှာပြင်ပေါ်ရောက်ဖို့အတဲအတန်ကူးခတ်ခဲ့ရပါတယ်။အသက်ရှိမွားတော့လောက်အောင်အဆုတ်တွေပူလောင်နေချိန်မှာနောက်ဆုံးရေမျက်နှာပြင်ပေါ်ကိုဖောက်ထွက်နိုင်ခဲ့ပါတယ်။အပေါ်ရောက်လာတော့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဗပောင်းစုံမှာအဆုတ်မရှိတဲ့တမုတ်တရားကြီးတွေတွေ့ရပါတယ်။လူတစ်ယောက်ထဲသာကျန်ခဲ့ပါတယ်။ရှေးအေးထဲမှာညောပါနေစဉ်ဂျာမန်ယူဘုတ်ကရေမျက်နှာပြင်ပေါ်တက်လာပါတယ်။ပွန်းလင်ကလက်ဝှေ့ရမ်းပြီးကယ်ပါလို့အော်ရတောင်းဆိုပါတယ်။အဲဒီအချိန်ကဒုတိယကမ္ဘာစစ်ဖြစ်နေတာကြောင့်ဂျာမန်စစ်သားတွေကဒဇိန်တယောက်ကိုရင်းငုံတမောတဲ့မခွဲရကြပါဘူး။ရေအောက်ကိုပြန်ငုံသွားခဲ့ပါတယ်။သူ့ကိုတေဘိုပဲထားခဲ့ပါတယ်။နှစ်နာရီကြာမျောပါပြီးတဲ့နောက်မှာတော့မျောလင်းချက်တစ်ခုကိုတွေ့လိုက်ရပါတယ်။တင်မောင်မနစ်ခင်လှုပ်ချနိုင်ခဲ့တဲ့အသက်ကလေးတစ်စီးကပေးရချီအကွာမှာမျောနေပါတယ်။အားကုန်ကူးခတ်ပြီးလှေပေါ်တက်နိုင်ခဲ့ပါတယ်။အဝေးမှာတော့အသက်ရှင်ကျန်းရည်သူအနှဲငယ်ပါတယ်။နောက်ထပ်အသက်ကလေးတစ်စီးကိုတွေ့လိုက်ပါတယ်။သူတို့ကပေါ်လင်ကိုသူတို့စီလာဖို့လက်ရမ်းပြီးခေါ်ကြပါတယ်။ဒါပေမဲ့လှေမှာလှော်တံမရှိတဲ့အတွက်လှေတွေဟာတဖြည်းဖြည်းဝေးကွာထားပြီးနောက်ဆုံးမှာတော့ပေါ်လင်ဟာတယောက်တည်းပဲကြံခဲ့ရပြန်ပါတယ်။လှေပေါ်မှာအစားအစာတောက်ရည်နဲ့အချက်ဘက်ကရိယာအချို့ကိုတွေ့ရပါတယ်။သူကအစားတောင်းတဲ့ရေကိုတေချာကျွေးတာသုံးဆွဲရင်းမချခင်ကတင်ခံရမယ်လို့မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့ရက်တရာတဖြည်းဖြည်းကုန်လာပြီးကတင်ရေးမရောက်လာခဲ့ပါဘူး။တူလုံထားတဲ့စားစရာတွေလည်းတဖြည်းဖြည်းကုန်ဆုံးလာပါတယ်။ဒီလိုနဲ့ဆက်သွားရင်ကတင်မခံရခင်အစာကုန်တော့မယ်ဆိုတာနားလည်လာတဲ့ပွန်းလင်ကအရေးပေါ်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။နောက်ဆုံးကျန်တဲ့ဘီစကိုမုတ်တစ်ပိုင်းကိုမစားတော့ပဲငါးဖမ်းမှုအစာအဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်တာပါ။သူကဓမီရဲ့စပရင်ကိုဖြုတ်ပြီးငါးမြကျိတ်လုပ်တယ်။ရှော့ကျိုးကိုဖြီးပြီးငါးမြကျိုးအဖြစ်အသုံးပြုပါတယ်။အန်ဝစရာကောင်းတာငါးတွေကဘီစကိုမုတ်ကိုသဘောကျပေမဲ့သူ့ချိတ်ကတိန်လုံးလို့ငါးကြီးတွေကိုမဖမ်းနိုင်ခဲ့ပါဘူး။ဒါကြောင့်လှေပေါ်ကတန်ကြောင်တစ်ခုကိုဖြုတ်ပြီးပိုကြီးတဲ့ငါးမြကျိတ်တစ်ခုပြုတ်လိုက်ပါတယ်။ဖမ်းပြီးတဲ့ငါးတတိလေးတွေကိုအစာအဖြစ်ပြန်တုံးပြီးငါးကြီးတွေကိုဖမ်းနိုင်လာခဲ့ပါတယ်။ရေတန်လက်ကုံသွားတဲ့အခါမိုးရီခံဖို့အမိုးတစ်ခုစောက်ပြီးမိုးရီကိုစူဆောင်းတောက်ပါတယ်။ပင်လယ်ငှက်တွေလှေပေါ်လာနားတဲ့အခါဖမ်းပြီးစားတောက်ပါတယ်။ချက်ပြုတ်ဖို့မီးမရှိတဲ့အတွက်ငှက်သားကိုဖျက်တောက်ပြီးပင်လယ်ရီနဲ့စားနေကနေရာအောက်မှာချုပ်တရောင်လှမ်းပြီးငချောက်လိုလှုပ်ရှားခဲ့ပါတယ်။အစာပိုင်းရရှိခဲ့တဲ့အစားအစာတွေအကုန်ကုန်သွားပေမဲ့အခုတော့သူကိုယ်တိုင်အစားအစာရှာဖွေနိုင်လာပါပြီ။ဒါပေမဲ့နောက်ပိုင်းမှာမိုးကလုံးဝမရွာတော့ဘူး။တောက်ရီလုံးဝမရှိတော့ဘူး။နေအောင်ကြောက်အသားရီလောင်ကျွမ်းနေပြီးရေငတ်လွန်းလို့စိတ်ဝေဝါလာတဲ့ပွန်းလင်ဟာသူ့လေပတ်လေမှာလှည့်ပတ်နေတဲ့ငမန်းတွေကိုကြည့်နေပါတယ်။တေချင်းတရားနဲ့ရင်ဆိုင်နေရတဲ့လူတယောက်တာစဉ်းစားနိုင်မယ့်အကြံတစ်ခုသူကောင်းထဲမှာပေါ်လာပါတော့တယ်။သူကပင်လယ်ငတ်အကျွင်းကြံကိုအစာအဖြစ်အသုံးပြီးငမန်းတစ်ကောင်ကိုဖမ်းဖို့ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာငမန်းတစ်ကောင်ချိမိသွားပါတယ်။ပွန်းလင်ကရှိလိမအားကုန်တုံးပြီးငမန်းကိုလှေပေါ်ဆွဲတင်လိုက်ပါတယ်။အလွန်အမင်းရင်ငတ်နေတဲ့သူကငမန်းကိုခွဲပြီးအသေးသေးကတွေးကိုတောက်ခဲ့ပါတယ်။ရန်အနေငယ်ချမှာတော့ကိုနေတမော့သင်းပေါ်လာပါတယ်။ပွန်းလင်ကအင်္ဂလိပ်လိုအော်ဟေပြီးကဲတင်မှုတောင်းဆိုပါတယ်။ဒါပေမဲ့တမောသားတွေကသူ့ကိုဂျပန်စစ်သားတယောက်လို့ထင်ပြီးလစ်လူရှုခဲ့ကြပါတယ်။နောက်ပိုင်းမှာအမေရိကန်ရေတပ်လေယာဉ်တွေကသူ့ကိုတွေ့ရှိပြီးကဲတင်ရေးအတွက်နေရာမှတ်သားတဲ့ပစ္စည်းတစ်ခုကိုချခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြန်မလာခင်ပြင်းထန်တဲ့မွမ်းတစ်ခုတိုက်ခတ်လာပြီးပွန်းလင်တဲ့လေကိုပင်နေတဲ့ အဝေးကြီးဆွဲခေါ်သွားခဲ့ပါတယ်။လားတွေတလာပြီးတလကုန်သွားပါတယ်။စာလောင်မှုနေအောင်တန်းနဲ့ပင်မနှင်းနယ်မှုကြောင့်လက်လျှော့ဖို့တောင်စဉ်းစားလာပါတယ်။ဒါပေမဲ့ဒီနေ့မှာပင်တွေကိုကြည့်ရင်ထူးခြားတာတစ်ခုသိရှားမိပါတယ်။ရေကအယောင်ပြောင်းနေနေပါတယ်။ဒါကန်းတီးလာပြီဆိုတဲ့အချက်ပါပဲ။နောက်ဆုံးမှာတော့1943ခုနှစ်ဧပြီ9ရက်နေ့မှာဘရာဇီးနိုင်ငံမြောက်ပိုင်းကမ်းခြေနဲ့9မိုင်အကွာမှာငါးဖမ်းတဲ့တစ်စီးကသူ့ကိုတွေ့ရှိခဲ့ပါတယ်။ပွန်းလင်ကကြက်ရှိသမျှအားနဲ့မတက်ရက်ပြီးအကူအညီတောင်းခဲ့ပါတယ်။ငါးဖမ်းသမားတွေကသူ့ကိုကယ်တင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာသူဟာပေါင်20ခန့်ကိုအလေးချိန်ရောက်ကျသွားပြီးအလွန်အားလင်းနေခဲ့တာကြောင့်ဒီဘော်ကနေဆွဲတင်ပေးရတဲ့အခြေအနေအထိဖြစ်နေပါတယ်။ဘရာဇီးစီးုံတစ်ခုမှာကုသမှုခံယူပြီးနောက်ပွန်းလင်ဟာသူ့တမော့ပျက်စီးမှုမှာတဦးတည်းသောအသက်ရှင်ကျန်းသူဖြစ်ကြောင်းသိရှိလိုက်ပါတယ်။သူဟာအတလန်တစ်သမုဒ္ဒရာထဲမှာ133ရက်တိုင်တယောက်တည်းမြို့ပါရင်အသက်ရှင်နိုင်ခဲ့သူဖြစ်လာပါတယ်။နောက်ပိုင်းမှာတော့အပြည့်အဝပြန်လည်ကျန်းမာလာခဲ့ပြီးအသက်ကယ်လီပေါ်မှာအချိန်အကြာဆုံးအသက်ရှင်နိုင်ခဲ့သူဆိုတဲ့စံချိန်တင်ခဲ့ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖော်တာတို့နောက်ဗီဒီယိုအတွက် channel ကို like and subscribe လုပ်ပြီးအားပေးဖို့မေတ္တာရပ်ခံပါတယ်ဗျ။